တိတ်ခါမဲလောက်ရက်တွေကြောင့်လွမ်းပိုင်ကိုလမ်းခွဲလိုက်တဲ့နန်းစုရတီဆိုလွမ်းပိုင်နဲ့နန်းစုရတီဆိုတို့ဆိုတာကတော့မြန်မာပြည်ရဲ့နာမည်ကြီးတွေဖြစ်ပြီးနှစ်ယောက်သားကရီးစားတွေလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ကတွဲနေတာဟာတစ်နှစ်ကျော်လောက်တောင်ကြာသွားခဲ့ပြီဖြစ်ပြီးတော့အသက်တွေလည်းကြီးလာပြီးမို့မင်္ဂလာဆောင်မှုအထီတောင်တွေးထားခဲ့ကြတာပါဒါပေမဲ့အခုအခါမှာတော့လွမ်းပိုင်ဟာရီးစားဟောင်းတွေနဲ့ပတ်သက်ပြီးပြဿနာတွေအကြီးအကျယ်တက်နေခဲ့ပါတယ်ဒါကြောင့်မလို့တိတ်ခါမဲတဲ့လွမ်းပိုင်တယောက်ကိုနန်းစုရတီဆိုကထပ်မတွဲနိုင်တော့တာပါဒီကြောင့်လေးနဲ့ပတ်သက်လို့အပြည့်အစုံသိချင်နေဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးလွမ်းပိုင်နဲ့နန်းစုရတီဆိုတို့ဟာအရင်အချိန်တွေတုန်းကတော့တငယ်ချင်းတွေသာဖြစ်ခဲ့ကြတာပါနှစ်ယောက်သားကရီးစားကိုစီရှိခဲ့ကြပြီးအဲ့ဒီရီးစားတွေနဲ့နှစ်တွေအကြာကြီးလဲတွဲခဲ့တာဖြစ်ပါတယ်နန်းစုရတီဆိုကတော့ပြီးခဲ့တဲ့3-4နှစ်လောက်ကမှပဲရီးစားဖြစ်သူဂျီဖတ်နဲ့လမ်းခွဲခဲ့တာပါလောင်းပိုင်ဆိုရင်လည်း2023ခုနှစ်ကမှ73နှစ်ကြာတွဲခဲ့တဲ့ဘော်ဘီဆာနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးလမ်းခွဲလိုက်ကြတဲ့အခါမှာနန်းစုရတီဆိုကတော့ဘာပြဿနာမှမရှိခဲ့ပေမဲ့လောင်းပိုင်ကတော့ဖောက်ပြန်ခဲ့လို့လမ်းခွဲခဲ့တယ်ဆိုတာအခုအခါမှပြန့်နှံ့လာတာဖြစ်ပါတယ်လောင်းပိုင်ဟာပြီးခဲ့တဲ့နှစ်တွေတုန်းကတက်တက်ဆမင်းသမီးနော်ဘောအဲထားနဲ့ရုပ်ရှင်တွေအတူရိုက်ခဲ့ရတာပါဒီလိုမျိုးရုပ်ရှင်တွေအတူတူရိုက်ရင်နှစ်ယောက်သားကအနေနီးလာပြီးတော့ဖောက်ပြန်ခဲ့ကြတာဖြစ်ပါတယ်ဒါတော့ဘော်ဘီဆာကတီးခဲ့တဲ့အတွက်လွမ်းပိုင်ကိုလမ်းခွဲခဲ့တာဖြစ်ပါတယ်။နော်ဘောရထားနဲ့ဖောက်ပြန်နေခဲ့လို့လမ်းခွဲခဲ့တဲ့ဆိုတာကိုတော့တစ်စက်မှမပြောခဲ့ပဲဘော်ဘီဆာကအေးစစ်စစ်တာနေခဲ့တာပါ။လွမ်းပိုင်တယောက်ကလည်းသူနဲ့ဖောက်ပြန်ခဲ့တဲ့နော်ဘောအဲထားနဲ့အကြာကြီးတော့မတွဲပဲပြတ်သွားခဲ့တာဖြစ်ပါတယ်။အဲ့လိုနဲ့ပဲပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကမှစပြီးနန်းစုရတီဆိုနဲ့ထပ်ပြီးတွဲလာခဲ့တာပါ။လွမ်းပိုင်နဲ့နန်းစုတို့ကလူတွေရှေ့မှာဆိုရင်တော့တွဲနေတာမဟုတ်ပါဘူးလို့လိန်ခဲ့ကြပေမဲ့အားလုံးကတော့သိနေခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းကဆိုရင်လေလွမ်းပိုင်တယောက်ကမွေးနေ့ပွဲတွေလုပ်ခဲ့ပြီးနန်းစုရတီဆိုကတော့3,500တန်လက်စွပ်ကိုပေးခဲ့သေးတာပါအဲဒီမွေးနေ့မှာပဲလွမ်းပိုင်တယောက်ကလက်ရှိရီးစားအပြင်ရီးစားဟောင်းဘော်ဘီဆာစီကနေပါမွေးနေ့လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်ဘော်ဘီဆာကတချင်းတစ်ပုတ်နဲ့လွမ်းပိုင်ဖောက်ပြန်ခဲ့တယ်ဆိုတာကိုအသေးအချာဖန်တီးလာခဲ့တာပါဒီတချင်းကြောင့်မလို့ပြည်သက်တွေအားလုံးကနန်းစုရတီဆိုနဲ့ဖောက်ပြန်ခဲ့လို့ပြတ်သွားခဲ့တယ်ဆိုပြီးတော့ထင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လွမ်းပိုင်ကသူ့ရဲ့လက်ရှိရီးစားလေးနန်းစုရတီဆိုကိုကာကွယ်ချင်တာကြောင့်တော့ဘောနဲ့နန်းခဲ့တဲ့ဗီဒီယိုတွေနဲ့စာရီပါတွေရေးပြီးနန်းစုနဲ့ဖောက်ပြန်ခဲ့တာမဟုတ်ကြောင်းတည်ပြလာခဲ့တာဖြစ်ပါတယ်တကယ်ဖောက်ပြန်ခဲ့တဲ့သူကိုချပြခဲ့ပေမဲ့လွမ်းပိုင်ကိုနန်းစုကထပ်မကြိုက်နိုင်တော့ပါဘူးအကြောင်းကတော့လွမ်းပိုင်တယောက်ကရုံမာခဲ့တဲ့ဆိုတာကိုမသိခဲ့ပဲအခုတည်သွားတဲ့အခါမှာတော့စိတ်ပြတ်သွားလို့ဖြစ်ပါတယ်နောက်ပြီးနန်းစုရဲ့မိဘတွေကလည်းသူတို့သမီးနဲ့လွမ်းပိုင်ကိုလုံးဝသဘောမတူတော့တာပါဒါကြောင့်ပဲနန်းစုရတီဆိုကတေချာဆုံးဖြတ်လိုက်ပြီးလွမ်းပိုင်ကိုလမ်းခွဲစကားစပြောလာခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးလက်ရှိရီးစားလေးကပါလမ်းခွဲတာခံလိုက်ရတာကြောင့်လွမ်းပိုင်တယောက်လည်းအတော်လေးကြေကွဲနေရပါပြီ။အခုကြည့်နေတဲ့ပရိသတ်ကြီးတို့ကရောနန်းစုရတီဆိုလုပ်ခဲ့တဲ့လုပ်ရက်အပေါ်မှန်လားမှားလားဆိုတာအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ရေးသားပြီးတော့ကြဖို့ပြောချင်ပါတယ်။နောက်တဲ့ဗီဒီယိုလေးထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။